ဖောက်တဲ့တယောက်ရဲ့ခဏဦးထဲမှာဝစ်ထားတဲ့ရတနာတစ်ခုကိုကျွန်တော်မတော်တဆတွေ့လိုက်တယ်။ဆိုင်ရှင်ကအဲ့ဒီပစ္စည်းရဲ့တန်ဖိုးကိုမသိတဲ့အတွက်မဝယ်ဘူးလို့ညင်လိုက်တယ်။အဲ့ဒီဖောက်တဲ့ပြန်တော့မယ့်အချိန်မှာကျွန်တော်ကအမြန်တားပြီးခဏဦးကိုဘလောက်နဲ့ရောင်းမလဲလို့မေးလိုက်တယ်။သူကအနည်းဆုံးဒေါ်လာ3000လိုချင်တယ်လို့ပြောပါတယ်။ကျွန်တော်အိတ်ထဲမှာဒေါ်လာ900ပဲရှိတယ်လို့ပြောပြီးပတ်စံထုတ်ပြလိုက်တော့သူကချက်ချင်းပဲသဘောတူလိုက်တယ်။အဲ့ဒီချိန်ကျမှကျွန်တော်ဈေးပိုပေးမိသွားပြီလို့ထင်လိုက်မိတာ။အင်းရောက်တဲ့အခါခဏဦးရအောက်ခြေကိုချက်ချင်းခွာပြီးဖွင့်ကြည့်လိုက်တယ်။ကျွန်တော်တန်တရားရှိခဲ့တဲ့အတိုင်းပါပဲ။အဲ့ဒီထဲမှာအနည်းဆုံးဒေါ်လာ1,000,000လောက်တန်တဲ့ရှေးဟောင်းတင်ကားပြတစ်ခုရှိနေပါတယ်။ကျွန်တော်လည်းရှေးဟောင်းပစ္စည်းဆိုင်တစ်ဆိုင်ကိုအပြည့်သွားပြတာပေါ့။ဆိုင်ရှင်ကအဲ့ဒီတင်ကားပြဟာတန်ဖိုးရှိမှန်သိပေမဲ့ကျွန်တော်ကဘာမှမသိဘူးအမှန်နဲ့ဒေါ်လာ2000ပဲပေးတယ်။အဲ့ဒါနဲ့ကျွန်တော်လည်းဆိုင်ထဲကချက်ချင်းထွက်လာခဲ့တယ်။ဒါပေမဲ့ဆိုင်ထဲကထွက်ချင်းမှာပဲကုမ္ပဏီဥက္ကဋ္ဌတယောက်ကကျွန်တော်ကိုလာတားပါတယ်။သူကဆိုင်ထဲမှာပစ္စည်းတွေကြည့်ရင်ကျွန်တော်နဲ့ဆိုင်ရှင်ပြောနေတာတွေကိုကြားသွားတာပါ။သူကအဲ့ဒီတင်ကားပြကိုအရင်စိတ်ဝင်စားသွားလို့ကျွန်တော်တို့စားတော့ဆိုင်တစ်ခုကိုအတူတူသွားခဲ့ကြတယ်။တင်ကားပြကိုတေချာစစ်ဆေးပြီးနောက်မှာသူကဒေါ်လာ1,000,000နဲ့ဝယ်မယ်လို့ကန့်လန့်ခဲ့ပါတယ်။ဒါပေမဲ့အိမ်ပြန်လမ်းမှာလမ်းဘေးကရှီးကောင်းပစ္စည်းဆိုင်လေးတစ်ခုမှာတစိမ့်တုံးတစ်ခုကိုတွေ့လိုက်ပြန်တယ်။အဲ့ဒါကတော်တော်လေးဟောင်းနှမ်းပစ္စည်းနေပေမဲ့ပြန်လိုက်နဲ့တန်ဖို့အများကြီးရှိလာနိုင်ပါတယ်။ဆိုင်ရှင်ကကျွန်တော်ကိုဘာမှမသိတဲ့သူအမှတ်နဲ့ဒေါ်လာ9,000တန်တယ်ဆိုပြီးလိန်ညာကြွားပါနေတာကိုကျွန်တော်ရဲချင်းသွားတယ်။ကျွန်တော်ပတ်စံအိတ်ထဲမှာဒေါ်လာ120ပဲရှိတာမို့နောက်နေ့ထမင်းစားဖို့20ချန်ပြီး100နဲ့ရမလားလို့မေးလိုက်တော့ဆိုင်ရှင်ကချက်ချင်းပဲသဘောတူလိုက်တယ်။ပြီးတော့အဲ့ဒီတစိမ့်တုံးကိုယူပြီးဥက္ကဋ္ဌအိမ်ကိုသွားပြလိုက်တယ်။သူကတေးချစစ်ဆေးပြီးနောက်မှာဒေါ်လာ2,000,000နဲ့ချက်ချင်းဝေလိုက်တယ်။လက်ထက်မှာဒေါ်လာ2,000,000ရှိလာတော့ကျွန်တော်ချက်သူကိုကြောက်စိမ့်ရိုင်းတယ်မြေကိုခေါ်သွားခဲ့တယ်။အဲ့ဒီမှာတတိယတယောက်နဲ့တိုးတယ်။သူကကျွန်တော်ချက်သူရဲ့အလှကိုမြင်ပြီးကျွန်တော်ကိုစင်းရဲသားဆိုပြီးတမင်လောင်ပြောင်းတယ်။ကျွန်တော်ကစိတ်မဆိုးပေမဲ့ကျွန်တော်ချက်သူကကျွန်တော်ဘက်ကနေကာကွယ်ချိုးဆိုပြီးတောင်းပန်ခိုင်းတယ်။အဲ့ဒါကတတိယသားကိုအရှက်ရစေပြီးကျွန်တော်ကိုအလောင်းစားလုပ်ဖို့စိန်ခေါ်လိုက်တယ်။တယောက်လုံးစီကြောက်ရိုင်းနှုံးရွေးရမယ်။ရှုံးတဲ့သူကဒူးထောက်တောင်းပန်ရမယ်အပြင်အနိုင်ရသူကိုဒေါ်လာ1,000,000ပေးရမယ်။ကျွန်တော်တို့ကြောက်ရိုင်းနှုံးတွေကိုအမြန်ရွေးလိုက်ကြတယ်။တထေးသားကသူ့ကြောက်ရိုင်းနှုံးကိုအရင်ခွဲခိုင်းတယ်။ကြောက်ရိုင်းနှုံးကိုခွဲလိုက်တဲ့အခါတကယ်ပဲဒေါ်လာ9,000,000တန်နဲ့ကြောက်စိမ့်ထွက်လာတာပဲ။သူကအယမ်းဝမ်းသာပြီးကျွန်တော်ကိုဒူးထောက်ခိုင်းတော့တာပဲ။ဒါပေမဲ့ကျွန်တော်ကြောက်ရိုင်းနှုံးကိုခွဲလိုက်တဲ့အချိန်မှာတော့အားလုံးမင်တက်သွားကြတယ်။အဲ့ဒါကအနည်းဆုံးဒေါ်လာ3,000,000လောက်တန်တဲ့အလွန်ရှားပါတဲ့ကြောက်စိမ့်ဖြစ်နေလို့ပါ။တထေးသားလည်းဒေါ်လာထွက်သွားပြီမဲ့သူ့မိသားစုဂုံးတိခါသွားအရှုံးကိုလက်ခံပြီးကျွန်တော်ကိုဒေါ်လာ1,000,000ပေးခဲ့ရတယ်။ဒီလိုနဲ့တရက်ထဲမှာပဲကျွန်တော်စုစုပေါင်းဒေါ်လာ9,000,000ရှာနိုင်ခဲ့တယ်။ဒါကတော့အဖိုးမဖြတ်နိုင်တဲ့တွေ့ရှိမှုပါ။အစီအစဉ်ကိုနှစ်သက်တယ်ဆိုရင် like နဲ့ follow လုပ်ဖို့မမေ့နဲ့ဦးနော်။